မင်္ဂလာပါကကာတို့ရေအခုလက်ရှိမမင်းတို့ဖွင့်လှစ်ထားတဲ့ဆိုင်ခွဲလေးတွေကတော့82လမ်း363ခုမှာတစ်ဆိုင်အနော်ဟယ်ရီ11066တင်မှာတစ်ဆိုင်ရန်ကုန်မြို့4000ကန်လမ်းတင်ငန်းကျွန်းမြို့မှာတစ်ဆိုင်အသီးသီးဖွင့်လှစ်ထားပြီးတော့နောက်ထပ်ဖွင့်မဲ့ဆိုင်ခွဲလေးကတော့ဘယ်မြို့ဘယ်နေရာမှာလဲဆိုတာသိရအောင်မမင်းတို့နဲ့တူတူလိုက်ကြည့်လိုက်ရအောင်မိုးရင်းရေတွေကနေပင်ပင်မမတ်ဖြတ်လာပြီးစစ်တောင်းတရားရဲ့အလားတရားကိုကြည့်ရင်မမင်းတို့ရဲ့ပါဝရင်းကြားလေးဘယ်မြို့ကိုရောက်မလဲဆိုတော့မော်လမြိုင်မှာနေကြမယ်မွန်ပြည်နယ်မှာအခြေချမယ်ကျူးကျင်နာနာချစ်သွားမယ်ဆန်တွေပြူသွားကျိုးတဲ့ကြည့်ချင်မယ်အလုံးဒီကျိုးလာပြီးတော့ပတ်စံလေးတွေဆူထားတယ်မင်းတို့တမိုးတာပြီးတော့ရင်သားထပ်ကိုချစ်သွားမယ်နေဟာအားလုံးထပ်ကိုငါရဲ့ဘဝကိုပူတာတယ် Together baby foreverမွန်ပြည်နယ်မော်လမြိုင်မြို့ကရွှေတောင်လမ်းမှာမင်းတို့ရဲ့စတိုင်းမိုဘိုင်းဆိုင်ခွဲအသစ်ကိုဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသတင်းကောက်ပါအပ်လိုက်ပါတယ်ရှင်။